ကျွန်တော်တို့ရဲ့ micro ကဘာကြီးอ่ะအတော်ကိုမှตายရပြီးလို့ရှိရင်နေရှင်စရာတော်တော်ကောင်းတဲ့ကဘာကြီးဖြစ်ပါတယ်ကျွန်တော်ဒီဘောကြီးထဲမှာဆိုလို့ရှိရင်တရိษံတွေလူတွေလုံးဝတခြားတက်ရှိပေါင်းများစွာရှင်သန်နေထိုင်ကြပါတယ်ဆိုဒီကဘာကြီးထဲမှာကျွန်တော်တို့ပုံမှန်သူတယောက်ဆိုလို့ရှိရင်တော့လုံးဝရှင်သန်နိုင်မှာသိကြပါတယ်ဒါမဲ့အဲ့လိုမျိုးပဲနဲ့အခုလိုမျိုး monster ကောင်ရောက်နေပြီဆိုလို့ရှိရင်ရောကျွန်တော်ဒီကဘာကြီးမှာဆက်လက်ပြီးတော့ရှင်သန်နိုင်အောင်ပါလား What the fuck? ကဲဆိုတော့ကျွန်တော်ခေါ်ရဲတော့ရောက်လာပြီကျွန်တော်အရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့လက်ထဲမှာတော့ဒီမှာကန်တက်လက်ရှိရဗျဆိုဒီကန်တက်လက်ကရကိုယ့်အနေကိုကာဝယ်ဖို့เนาะဒီမိုင်းဆိုလို့ရှိရင်ကျွန်တော်ကြီးစံ3 တောင်ရှိရလို့ဆိုတော့တက်ပင်ကိုခေါ်ရမယ်ဘေးမှာတော့ခွေးရရှိဒါပေမဲ့ကျွန်တော်ရိုးမရှိရတော့အကောင့်နေမွေးလို့မရအောင်ဆိုဒီထဲမှာကျတော့အဲ့ဒီခေါင်းကကြောက်ဖို့တော့ကောင်းတယ်လို့ပြောတယ်ဒါပေမဲ့အဲ့လောက်ကြီးလည်းမဟုတ်တော့ဘူးဒါပေမဲ့ဒီမှာစစ်တရားရောက်ဘယ်ကအော်နေအောင်ဘယ်ကောင်းတော့မင်းလားတရားဆိုတာမင်းလားတရားဆိုတာမင်းလားတက်ပင်အောက်ပါပြေးကောင်းနေရမလို့တိလားဘေးနာနေပတ်အော်နေအကောင်နားကြီးတယ်တရားဆိုတာမကြောက်တဲ့ဘူးကိုရလုံးဝကိုမကြောက်တယ်လားပြောလို့ဆိုရင်တော့နေဒီကောင်တက်ဘေးနာပတ်အော်နေနွားတန်ဆိုးကြီးနဲ့ကွာဒီလောက်ตายရတဲ့နေရာမျိုးမှာအဲ့လိုကောင်းမျိုးရှိနေจิตတွေတော့ခဏလေးတော့ခိုင်းထားပါရမဟုတ်လို့ရှိရင်အဲ့ကောင်အိုးရှေ့မှာ case တစ်ခုပဲကွာဒီ case တဲမှာငါတို့ဘာတွေရှိမလဲခုနလက်ပဲမြင်လိုက်ရတာဘာမှမမြင်လိုက်ဘူးဘိုးလုံးမမြင်လိုက်ဆိုတော့လည်းတိတ်မကြောက်သိရမလားအကောင်ကဘိုးလုံးမပြရဘူးရုပ်ဆိုးလို့တဲ့โอเคဒီမှာမြေခွေးတွေပဲရှိရတိုးကတော့မတွေ့ဘူးတိုးတွေ့မှငါတို့ညကြအိတ်လို့ရမှာပါမဟုတ်လို့ရှိရင်အကောင်ကြီးကလွယ်တာမဟုတ်တော့ကြလိုက်တက်နေလို့ရှိရင်အလကားနေအပီတော့ကအစောကြီးပြီးတော့ဒီဗီဒီယိုကကြည့်မြေခွေးလေးအိတ်နေဆိုတော့ထုံးတဲ့အတိုင်းပဲ line ချင်နေအောင်ကျွန်တော် skin လေးတော့မပါဘူးပေါ့နော်ဒီကတက်သားရတယ်ဆိုလို့ရှိရင်အိမ်တော်တော်ဆောက်လို့ကောင်းမယ်ပေါ့ဟာရှုခင်းကိုကြည့်လိုက်တော့တော့လှတာပဲဒီလိုနေရာမျိုးမှာကွာအဲ့လိုကောင်မျိုးတွေရှိရင်တော်တော်မှจิตတွေတောင်းတယ်နော်ဒီတစ်ခါတွေးလို့အကောင်ကျွန်တော်တရက်လှမ်းပြတက်လှမ်းပြလို့ရှိရင်အကောင်မနေနိုင်ဘူးအကောင်တန်းသေးတယ်ထင်တာပါပဲကျွန်တော်တနက်နဲ့ပြစ်လို့ရမလားဓာတ်နဲ့ခုတ်လို့ရမလားအကောင်ရန်တက်လို့သေးလားမသေးမျိုးများဖြစ်နေမှာမသိဘူးဟိုဒါရေးပဲကွာโอเคဒါကြစ်လားမသိဘူးဝက်ပေါက်လေးဆိုတော့ငါအသားမရဘူးကွာအကောင်မတက်ပဲထားမှရအောင်ဒီမှာပြောရဆိုရင်လည်းဘိုက်ကစားလိုက်ပြောရင်တောင်းကြီးအမြင့်ကြီးပဲကွာငါတို့
ဒီတောင်ပေါ်ရှုခင်းကနေကြည့်ပြီဆိုရင်တော့တော်တော်လေးလှတာပဲရှေ့မှာပိုလာလေးတစ်ကောင်ကဒီကောင်ကြီးအကောင်သေးသေးလေးဆိုရင်တော့တော်ချစ်ဖို့ကောင်းကြည့်လိုက်ကြီးလို့ရှိရင်ဒီကောင်ကတော်တော်မုန်းဖို့ကောင်းတာအကောင်ကြီးလက်ကနေလူကြီးလိုက်တာလိုက်ကြိုက်တယ်ဒီကောင်ကြီးမလွယ်ဘူးသိလားဘာတန်ကြီးတွေတော့မကြောက်တဲ့ကောင်ဖြဲချောင်းနေကြဩခက်ပြီဒီကောင်ကြီးโอเคကျွန်တော်အာယုံနေတော့တွေ့ရတယ်အာယုံတော်တော်များတယ်ကျွန်တော်ဒီမှာရှီးတွေပါလုပ်လို့ရမှာမသိဘူးတည့်ရတိုင်းပဲဒီကဘာကြီးထဲမှာအဲ့ကောင်တစ်ကောင်လေးရှိနေမှာမဟုတ်လေကျန်တဲ့ skeleton တို့ zombie တို့အများကြီးရှိတယ်ဆိုတော့အကောင်ကြီးရန်ကိုလည်းကျွန်တော်ကာကွယ်ရမယ်ပြောရင်ဆိုရင်ညအောင်တော့ချုပ်လာပြီပဲကွာဟိုဘက်မှာဆို skeleton တွေအဲ့ skeleton တွေကရိုးရိုးတန်းတန်း skeleton တွေမဟုတ်ဒီကောင်တွေကတော်တော်ပြစ်လိုက်လို့ရှိရင်ငါတို့နှေးတော့မှာကွာအဲ့ခါကျလို့ရှိရင်ဟိုကောင်ကြီးကငါတို့နောက်ကလိုက်လာလို့ရှိရင်ငါမလွယ်ဘူးငါတို့ပြေးရအောင်ဆိုတာလုံးဝဖြစ်တယ်။အော်အရှိမရွာတရားတွေ့ပြီ။ Yeah ဆိုငါတို့အဲ့ရွာမှာပဲငါတို့ဒီညခိုးအောင်လဲအောင်ကွာ။ဘာလို့ဆိုတော့လုံးဝအန်နေအရင်များတယ်လေသိရမလား။အော်ဟောင်းရွာကြီးတိတ်ဆိတ်နေရပဲကွာ။တူးမှလည်းမရှိဘူး။ငါစိတ်တင်ပြောရမယ်ဆိုဟိုကောင်ကြီးကြောင့်ဝင်နေမယ်ကွာ။ဒီရွာကြီးကတကယ်ဆိုလို့ရှိကိုရှိရမှာကွာ။ရွာသားတယောက်အော်ဒီရွာကလေးလေးရှိတယ်။ Okay ညီလေးခဏလေးနေအောင်တော့ကိုအိတ်လိုက်အောင်မယ်ကျွန်တော်ဒီညလေးကိုကျွန်တော်ဒီတိုင်းပဲကုံဆုံးလို့မှရပါဗျာဘာလို့ဆိုကျွန်တော်ဘာအိုက်တယ်မှမရှိသေးဘူးအဲ့ကောင်ကြီးကိုကျွန်တော်ရှင်းနိုင်မှုဆိုတာလုံးဝမဖြစ်နိုင်ဘူးဗျာခုချိန်မှာဆိုတော့လောဆယ်တော့ဒီရွာလေးမှာကျွန်တော်မှီခိုးပြီးလို့ရှိရင်ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေစုတာကောင်းတယ်ဟဲ့ငါမင်းကိုမေးမယ်တိုင်းမင်းဒီရွာမှာမင်းဘယ်သူမှမရှိတော့ဘူးလားမပြေဘူးမရခေါင်းကြောက်တယ်ဟာဟဲ့မပြေးနဲ့လေကွာမင်းငါဒါလေးမေးတယ်ဟာမင်းအဲ့လိုပြေးစရာလိုလို့လားကွာသူနောက်ဝင်လိုက်တာနေပြီသူဟာဒီကောင်လေးတွေဘလို့ဖြစ်နေရတော့အမေရောက်ကောင်ကြီးဆိုထွက်ပြေးနေကြတယ်ဒီရွာကြီးကဘလို့ကြီးဖြစ်သွားတာတော့အဲ့ဟာရောက်စကလက်တန် no way ငါမှတနက်ရှိတာပဲ sorry ပဲကွာအဲ့တော့ထစ်နေပြီဘာသာတွေမကြောက်နဲ့ငါဒီရွာအောင်ငါအန်ရပြုတ်လာတာမို့ဟာရောက်ရွာသားကိုမလုံးနဲ့ဦးလေးကျွန်တော်ဒီရွာဟာဒီခေါင်းလေးကဘလို့တော့ကွာငါစကားပြောလို့လာတော့ခေါင်းကငါ့ကိုဖက်မလို့ကြောက်ဦးလေးကျွန်တော်မေးအောင်မယ်ဒီရွာကြီးကကျွန်တော်ဘလို့ဖြစ်သွားတာဒီရွာကြီးအဲ့အမေရောက်ကောင်ရောကုန်ပစ္စည်းသွားတာဟုတ်လားအဲ့ကောင်ကြောင့်ပဲပေါ့အကုန်လုံးကပြောတော့မှာပေါ့ကွာဟာရတယ်ဦးလေကျွန်တော်ဒီရွာကြီးကိုကျွန်တော်မရရအောင်ကျွန်တော်ကယ်တင်ပေးမယ်တော့ဆိုတော့ကျွန်တော်ဒီကတိုးလေးတက်အောင်မယ်နော်ငါတို့ကတက်တက်လို့ပဲစားတာโอเคကျွန်တော်ခွင့်ပြုချက်လေးရပြီဆိုတော့ကျွန်တော်ဒီကတိုးလေးကျွန်တော်တက်အောင်ရအိမ်လေးကတော့ကျွန်တော်မပစ်ချင်တော့လဲဖြစ်ရမယ်ပေါ့နော်ဒီကျွန်တော်ရဲ့အစားအစာတော့ဒီကတိုးလေးတက်မှပဲရမှာမကြောက်ကျွန်တော်တိုးလေးကိုမတရားရအောင်တက်မှာဒီဘက်မှာတကားရှိရပဲငါဟိုဘက်ကတကူတကဖောက်လိုက်ရသေးတယ် sorry ပါဒီမှာလည်းကျွန်တော်အိယာလေးတော်တော်ယူသွားအောင်ဘာလို့ဆိုဒီရွာမှာဘူးမှလည်းမရှိတော့ကွာငါတို့အိယာတွေတိတ်မလို့တော့ဘူးထင်တယ်ဒါအာလူးတွေမလားဟုတ်တယ်ကွာအာလူးတွေယူသွားအောင်ဒီလေးတွေနောက်တစ်ခါကျွန်တော်ခွင်းကြော်တဲ့ခါကျမှကျွန်တော်ပြန်ဆက်မယ်နော်ဒီကျွေးကိုလုံးစံကျွန်တော်ရဲ့ရှင်တန်မှုအတွက်ကျွန်တော်ဒါလေးတွေကျွန်တော်ယူမရအောင်ငါအာလူးယူနေမဟုတ်ငါတို့ရဲ့စိုက်ခင်းတွေကိုငါဖြစ်စီမိသွားပြီကွာဒီထဲမှာကခုနမီးဖို့တွေးလိုက်တယ်မီးဖို့နဲ့ငါတို့ဟင်းချက်ရအောင်မဟုတ်ရင်အကောင်ရောက်လာလို့ရှိရင်မလို့တည်ရအာယုံနဲ့ရိုးအောင်နေဗျအာယုံအားလုံးကကျွန်တော်မှာ20ကျော်ရှိတယ်23ခုတော့ oh my god အဲ့ဆိုကျွန်တော်အာယုံဖူးရမှာတော့မရတော့ဘူးလေဒါပေမဲ့လိုအပ်တဲ့ item တွေတော့ရလောက်တယ်ကျွန်တော်လောဆယ်ဒီရွာကြီးကိုကျွန်တော်ပတ်ပြီးလို့ရှိရင်လည်းစူးစမ်းကြည့်အောင်။ညောင်ဒီရွာကြီးကစိုက်ခင်းနေတယ်ပြန်ဆိုင်ပြီးတော့ဒီရွာလူတွေကလုံးဝ
မစင်းရဘူးကဆင်းရတာဒါမဲ့သူတို့မှကြောက်စရာတခုလို့ရှိတယ်အဲ့ဘာလဲဆိုအဲ့ကောင်ကြောက်အဲ့ကောင်ရသူတို့ရွာကိုညရဲဆိုလို့ရှိရင်ရောက်လာပြီးသူတောင်းချမ်းရတယ်တူတယ်ကွာဟိုကကြည့်အောင်ဒီကောင်တယောက်အရင်ကချစ်ခင်ရတာကွာခုနတွေ့ရတယ်ကအသေး ကို ပုံ တတဲလို့ကြီးနေရှစ်တယ် ဟာငါသားတွေကတယောက်နဲ့ချစ်ရောက်နေမင်းတို့မြန်လိုက်တာကွာအခုမှချစ်သေးတယ်တန်းကလေးမွေးတယ် what the fuck ဟဲ့မင်းဆောက်ဖို့ပါလား okay ဆိုတော့ကျွန်တော်ရဲ့ဒီအာလူးလေးတွေကျွန်တော်ယူလိုက်အောင်တိုင်းရွေးကျေးဇူးတင်တယ်တော့ငါအများကြီးကျေးဇူးတင်တယ်ဘာလို့ဆိုတော့ငါလောဆယ်စားကြအရင်လိုအပ်နေလို့ကွာအားရနေတော့ရပြီဆိုတော့ကျွန်တော်မှရှိရ crafting table နဲ့တခုလောက်အောင်ဓာတ်တွေလုံးထားမှရမှာကွာဘာလို့ဆိုတော့ကျွန်တော်တနက်ပြည့်လို့မရကျွန်တော်ဓာတ်နဲ့ပဲခုတ်လို့ရမှာအော်ဒီရွာအာယုံကိုလန်လည်းရှိတယ်ကွာအာယုံကိုလန်ဒီရွာကြီးကိုမကာကွယ်နိုင်တော့ဘူးအကောင်ရည်ရန်လည်းသိရမလားအာယုံကိုလန်တော့ပြန်ကြောက်နေရတဲ့ပုံစံမျိုးဖြစ်နေတယ်ကျွန်တော်ဆူဝါးပဲကွာလောဆယ်ငါတို့ဒီကမှရှိရဲ့အာယုံနေနဲ့ငါတို့အာမားလေးတစ်ခုလုပ်ကြည့်အောင်ဦးလေးစိတ်ချတော့ကျွန်တော်ဒီရွာကြီးကိုကျွန်တော်အများဆုံးရအောင် မင်းမဖြစ်နိုင်ပါဘူးကွာဘာပြောမင်းဒီလိုမျိုးရွာကိုကဲတင်နေတဲ့စိတ်ရှိရငါလေးစားတယ်မင်းလုံးကြည့်ဖို့ကွာ ဟာအားပေးမယ်လို့မရှိဘူးเนาะသူတို့ကအများနဲ့နှိမ့်ချမယ်ဆိုတာကြီးပဲတော့မဖြစ်နိုင်ဘူးရဲ့ဒီကောင်းရုပ်ကဲတင်ဖို့ရကျွန်တော်သူပြောရကြဘာလို့ဖြစ်နေရပါလဲကြည့်လေကျွန်တော်လိုပါကျွန်တော်လိုမျိုးဒီမှာဗလားတောင်းတဲ့ကောင်ရုပ်ချောတဲ့ကောင်ဘာလို့အဲ့ကောင်ကိုကျွန်တော်မတက်နိုင်အောင်လဲအဲ့ကောင်ရုပ်လဲဆိုးတယ်ကွာ ဟဲ့မဆိုင်တိုင်းရှောင်းပြောတယ်မင်းတို့ချောတဲ့ငါတော့မှဟိုမှာလူယိုကြီးဖြစ်နေတာ ဆိုအဲ့ကောင်နဲ့ဒီရွာသူတွေနဲ့ကျွန်တော်စကားများနေမကောင်းဘူးညအရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့အဓိကလိုအပ်တဲ့ပစ္စည်းတွေကျွန်တော်အရင်ဆုံးသွားလုပ်ရအောင်တော့ကျွန်တော်တားတွေအရင်လိုအပ်တယ်ဟုတ်ထက်ချပြန်ပြီလားမင်းတို့က ဟဲ့နာမှုကောင်နဲ့တော်တော်ဆက်စုရနော် လကားတွေကလေးမွေးကိုပဲတည်မင်းတို့ကောင်ပြရွာကိုဘယ်လိုတိုးတက်အောင်လုပ်မယ်တော့မသိဘူးကိုမှကျွန်တော်တက်တော်တော့ရှိတယ်အဲ့တက်တော်ထဲမှာအကောင့်ကြီးနဲ့မတွေးပါစေနဲ့လို့ပဲစူတောင်းအောင်ပြလှလိုက်တာကွာဒီလက်နှားတဲ့နေရာမှာအဲ့လိုကောင်မျိုးတွေရှိနေတာတကယ်မကောင်းကျွန်တော်တက်နိုင်ကြတော့ဒီကောင်ကြီးကိုပြန်ပြီးတော့ကျွန်တော်ချရမယ်ဗျတော့တယ်အဲ့ကောင်ဘယ်ရောက်နေလဲဒီဒါပေမဲ့သူကျွန်တော်တနေရာကနေကျွန်တော်ကြည့်နေတာအမှန်ပဲဘာလို့ဆိုတော့ကျွန်တော်သူ့ကိုနှိမ်နေမယ်ဆိုတာသူတကယ်လို့တီးသွားခဲ့အဲ့လိုမျိုးကြည့်နေရတယ်ကျွန်တော်အမြဲလာပြီးတော့ကျွန်တော်နှောက်ရှစ်တော့ပါနောက်ဆုံးကြလို့ရှိရင်ကျွန်တော်နှောက်ရှစ်အောင်လို့ကောင်းဒီတော့ကျွန်တော်တက်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့လိုအပ်တဲ့ပစ္စည်းတွေအရင်ဆုံးလုပ်ထားရမယ်ဗျโอเคလိုအပ်တဲ့ဟာတွေတော့ငါအကုန်လုံးပြင်ဆင်လို့တော့ပြီးတော့မယ်အဲ့ကောင်ကြီးကိုအများဆုံးငါနဲ့တွေ့ပါစေလို့ပဲဆူတောင်းရအောင်ကွာဒီကောင်ကြီးနဲ့ငါနဲ့တွေ့ပြီဆိုတာဒီကောင်လုံးဝအပြတ်ချိန်ဖို့ပြဒီရွာသားတွေတွေ့တော့ငါတွေ့ပြောရကြတော့ကွာအခုတော့မှတိုက်ချင်လာပြီကျော်ကြီးရလဲဒီမှာကျွန်တော်အပြည့်ရှိရဗျဒီမှာကြည့်လိုက်လုံးဝ2 stick တောင်ကျန်သေးတယ်လောဆယ်တော့ဟိုဘက်မှာ4ခုပဲကျန်တော့တယ်သူကကြီးကုံတာတော့မြန်ဒါပေမဲ့ဒီကောင်ကတော့တတ်နိုင်မှာပါကျော်တရက်နဲ့မရရင်ကျော်ဓာတ်နဲ့သွားခုတ်မယ်အကောင်โอเคအာရုံတော့9ခုရပြီကျွန်တော်အဲ့ညီလည်းပြီးသွားပြီကျွန်တော်ဘောင်းမီနဲ့ဖက်နဲ့ပဲလို့ဘောင်းမီကျွန်တော်ခွဲလိုက်မယ်ပက်ကက်ကတော့ကျွန်တော်မှရှိရဒီ stone ပက်ကက်နဲ့ပဲအဆင်ပြေလောက်ပါပါကဲဆိုရွာကြီးငါတကယ်လို့မသေးခဲ့ဘူးဆိုငါမင်းတို့ရှိပြန်လာပြီးငါသတင်းကောင်းလာပြောမယ်သေးခဲ့ရင်တော့ငါထိုင်နေငါကပေါ့ကွာဆိုတော့ဒါကျွန်တော်နေရှိရဲ့ဥတီယာဘက်ကိုပဲကျွန်တော်တဲ့ဟောကျွန်တော်နေဝင်တဲ့ဘက်ကမှာကျွန်တော်နာနာဘဝတွေရှိတာဆိုတော့အဲ့ဘက်ကိုပဲကျွန်တော်ထိုးကြရအောင်အရှိမတော့ပိုလာဝန်းဝင်ပြအဲ့ကောင်ကျွန်တော်ရန်လုံးမလားမသိဘူးဟယ်လိုညာโอเคကျွန်တော်ရန်မလို့ဆိုတော့ကျွန်တော်ကိုလန်းတဲ့ကိုပဲသွားကြည့်အောင်ကနေဝင်စည်းစာချင်းကြီးလှလိုက်တာဒါပေမဲ့ဟိုကောင်ကြီးရှိနေတော့အဆင်မပြေဘူးကွာငါတို့ရဲ့စခန်းကိုတနေရာမှာချအောင်ဒီတောင်ပေါ်မှာချမယ်โอเคမကြခင်မှာဆိုလို့ရှိရင်တော့
အဲ့ဒီစကက်လက်တန်တွေကတော့ပေါ်တော့ဝင်လာပါကွာဘာလို့ဒီနှစ်တော့စကက်လက်တန်တွေကတော်တော်ဒါမိတ်ပြင်းတယ်ဟောကျဲကျွေးပြီးရောက်လေကျဲကျွေးပြီးဆိုဆူတောင်းရမှာပေါ့အိုးကျွန်တော်ဒီကောင်ကြီးကိုနိုင်ပါပြီဗျာဟဲ့အရှိမပါတော့တိုင်းအဲ့ကောင်ကြီးဒီကောင်ကြီးလာပြီပြစ်လို့မရဘူးလားလက်ပြီးတော့ဘာမှလုပ်လို့မရဘူးပဲအကောင်ကြီးကငါတို့ဘာမှလုပ်လို့မရဘူးကွာဒီကောင်ကြီးကတော်တော်ကြမ်းတယ်ငါတို့တော်တော်မှကြမ်းတယ်ကွာကျွန်တော်ရွာအောင်လည်းမကယ်တင်နိုင်တော့သွားပြီကွာဆိုတော့တော်တော်ကြမ်းတယ်ကွာဒီမှားပြီးလို့ရှိရင်ငါပြန်တက်သွားတာကွာအဲ့လာကြီးကြလွန်တာပေါ့ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့ဒီ horror video လေးကိုလည်းတားရတော့အနေနဲ့ကြိုက်နေတဲ့မယ်လို့ထင်ပါတယ်ဆိုတော့ကြိုက်နေသေးလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေး like and subscribe လေးလုပ်ပေးခဲ့ဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ထပ်ဒီတဲ့ကောင်းတဲ့ content တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ဆိုတော့အားလုံးပဲbye byeပါခင်ဗျာနောက်ဗီဒီယိုကြမှာကျွန်တော်ပြန်တွေ့ကြပါမယ်